ရေကြီးရဲ့ရက်ဒေတာတွေမှာစဘာကင်းတွေရေမြုပ်သွားတယ်ဒီပြန်ကျသွားတဲ့အချိန်မှာစဘာကင်းကဖြတ်ရမလို့ပြန်ဆိုင်ရမလို့ပြုပြင်လို့ရရရဲ့ဆိုလို့ရှိရင်ပြန်ပြီးပြုပြင်တဲ့နည်းကိုကျွန်တော်နည်းငယ်ပြောပြပေးချင်ပါတယ်စဘာကင်းကရေမြုပ်သွားတယ်ရေပြန်ကျသွားတယ်ရေပြန်ကျသွားတဲ့အချိန်မှာစဘာကင်းကရေတွေကျန်းနေတယ်ဆိုလို့ရှိရင်ပြောင်းအောင်လို့ထုတ်ပြရပါမယ်အားပြီးလို့ရှိရင်ကျွန်တော်တို့ကဘာဝနွားချီဆွေးတို့တည့်ရဆွေးတို့အဲ့လိုမျိုးကဘာဝမြေရောစာအချောက်ပေါ့နော်အဲ့လိုမျိုးကိုစဘာကင်းထဲကိုထည့်ပြရပါမယ်ကျွန်တော်တို့လဲနဲ့၄၅စီးအဲ့လိုမျိုးထည့်ရတာမဟုတ်ပေါ့နော်ကျွန်တော်တို့အနည်းငယ်ပေါ့မြေရောသားကျွေးတယ်လို့မျိုးပေါ့ဒါပေမဲ့မြေရောသားထက်တော့များပြီးတော့ကျွေးရမှာပေါ့နော်အဲ့လိုမျိုးကျွေးပေးရပါမယ်အဲ့ဒါပြီးလို့ရှိရင်ရေနစ်မြုပ်တဲ့စဘာကင်းတွေကရေကျသွားတဲ့အချိန်မှာဥမွားယောဂါတွေဖြစ်နိုင်တာကြောင့်မလို့ဥဒတ်စီယံပါတဲ့မြေရောသားကိုကျွေးပေးရပါမယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ဒီ transform soil ဘောဂမြေစီတို့ကိုထည့်ပေးမယ်ဆိုလို့ရှိရင်လည်းဥမွားယောဂါတွေကိုကာကွယ်ပါတယ်ဒီကောင်ကလည်းပိုတက်ဆီယမ်ပါတဲ့မြေရောသားဖြစ်တယ်နောက်ပြီးတော့ဒီတဲ့ပိုတက်ဆီယမ်ဓာတ်ကိုလည်းတော်တော်မြင့်တက်စေရတဲ့ဒီကောင်ပြုပေးမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်ဗျနွားချီသွေးတို့တရွက်သွေးတို့အဲ့လိုမျိုးကျွေးမယ်ဒီကောင်နဲ့ထောင်ပေါင်းဆွိုင်းနဲ့နဲပြီးတော့တခါလဲကျွေးလို့ရပါတယ်အဲ့လိုကျွေးထားမယ်အဲ့လိုကျွေးထားပြီးလို့တစ်ပတ်9ရက်အဲ့လိုရှိမှစဘာကင်းကကျန်းမာတဲ့ပုံရှိမှသာလင်ပလဲယူရီးယားမြေရောသားကိုတခါတည်းနဲ့အများကြီးကျွေးပဲနဲ့ခွဲပြီးတော့ကျွေးရမှာဖြစ်ပါတယ်စဘာကင်းရေမြုပ်ပြီးလို့ရေပြန်ကျသွားတဲ့အချိန်မှာရေပြောင်းထုတ်ပြီးတော့ပလဲယူရီးယားကျွေးတာမျိုးကိုရှောင်ရပါမယ်အဲ့လိုမျိုးကျွေးရလို့ရှိရင်စဘာကင်းကကျန်းမာရေးမကောင်းဘူးဆိုလို့ရှိရင်ပိုးပြီးတော့ပျက်စီးသွားနိုင်ပါတယ်ဘာဝနွားချေဆွေးတို့ရေဆွေးတို့တရွက်ဆွေးတို့ဖောင်းဖိုင်းတို့ကျွေးပြီးတော့9ရက်တစ်ပတ်ရှိမှတာကျန်းမာတဲ့ပုံမှတာဒီပလဲယူရီးယားကိုပေါ့နော်အကျဉ်းကျွေးပြရမှာဖြစ်တယ်ဒါတော့အများကြီးကျွေးရမျိုးမဟုတ်ဘဲနဲ့ခွဲပြီးတော့နည်းနည်းကျွေးရမှာဖြစ်တယ်နောက်ပြီးတော့ကြတော့ရေဝတ်တာကြားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အဲ့လိုပလဲယူရီးယား MPK တို့ပလဲယူရီးယားတို့မကျွေးခင်မှာနွားချီသွေးကျွေးမယ်နောက်ပိုတက်ဆီယမ်ပါတဲ့မြေရောသားဥမာ transform soil ပေါ့အဲ့လိုကျွေးမယ်အဲ့လိုကျွေးပြီးတော့ရေချင်တတ်တဲ့အတွက်ရေနစ်မြုပ်တဲ့စဘာကင်းတွေမှာရေချင်တတ်တဲ့အတွက်ထုံးမုံလည်းထည့်ပေးရပါတယ်ဥမာထုံးမုံကလည်းမြေချင်တာတွေကိုပျက်စီးသွားတာမြေချင်တာတွေကိုလုပ်ပြီးတော့တက်တာတွေရဲ့အတွက်တကယ်လို့မဟုတ်ဘူးထုံးမုံထည့်ပို့ပြီးတော့ကောင်းကျင်တဲ့နေပညာနဲ့လည်းထုတ်ထားတယ်မြေချင်တာတွေအဲ့လိုမျိုးတွေကိုတက်တာကျင်တယ်ပျောက်ချင်တယ်ဆိုလို့ရှိရင်ဒီ transform file တုံးမိမယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေပါတယ် transform file ကထုံးတက်တွေပါတယ်ဒီပြင်နဲ့ထုတ်ထားတယ်ထုံးလိုမျိုးကြောက်မုံတွေလိုမျိုးမြေပြင်နဲ့ထုတ်ကုန်မှဖြစ်ပါတယ်သူကတော့စနစ်တကျထုတ်လုပ်ထားဖြစ်တဲ့ကြောင့်မလို့အဲ့လိုမျိုးမြေပြင်မို့အတွက်ထုံးမုံကြောက်မုံထက်တော့အများကြီးပိုကောင်းပါတယ်ကျွန်တော်လည်းဒီထွန်ကောင်းဆွိုင်းနေပဲဒီပျက်စီးတာတွေဖြည့်ချင်တာညင်ငံတာတွေဒါတွေအတွက်ဒီထွန်ကောင်းဆွိုင်းနေပဲမြင်ပြင်ပါတယ်အဲ့လိုတွေမြင်ပြင်ပြီးမှဒါလည်းဒီပလဲယူရီးယားကိုအချင်းခွဲကျွေးပေးရမှာဖြစ်ပါတယ်ပထမဘာကျွေးရမလဲဆိုလို့ရှိရင်ပထမနွားချီသွေးတို့တီးအမိုက်သွေးတို့နဲ့ဒီထွန်ကောင်းဆွိုင်းနဲ့ဒီလိုပုံမှန်ဆိုလို့ရှိရင်နွားချီသွေးတို့တရအမိုက်သွေးတို့ပိုတက်ဆီယမ်ပါတဲ့
ရောသားတွေကျွေးလိုက်မယ်ပေါ့ဗျာအဲ့ဒါပြီးတော့မှနောက်တစ်ဖြတ်ကိုထုံးထည့်ကျွေးမယ်ပေါ့ဗျာအဲ့လိုမျိုးပေါ့အဲ့ဒါပြီးတော့မှနောက်တစ်ဖြတ်ကိုပလဲယူရီးယားကျွေးမယ်ပေါ့ဗျာရင်တော့ကတော့အဲ့လိုမျိုးပြင်ခဲ့တာပေါ့ဥကတော့နွားချွေးသေးကိုတရက်သေးကိုနဲ့ထောင်ထောင်းဆိုင်နဲ့ထည့်လိုက်မှဆိုလို့ရှိရင်နွားချွေးသေးတရက်စီပိုတက်ဆီယမ်ပါတဲ့မြေရောစာလည်းဖြစ်တယ်ထောင်ထောင်းဆိုင်ကနေချင်တာရဲ့အတွက်လည်းကောင်းတယ်ဆိုတော့ဒါကျွေးပြီးလို့ရှိရင်တော်တော်ဆင်ပြေသွားမယ်ဆင်ပြေသွားတဲ့အချိန်ကျမှ9ရက်တစ်ပတ်ရှိမှပလဲယူရီးယားတို့ MPK တို့ဒါကြောင့်မလို့ရေလွှမ်းခံတဲ့သဘာကင်းတွေကိုပြန်ပြီးပြုကျင်တယ်ပြန်ပြီးပြည့်ကျင်တယ်ထောင်ထောင်းသွားရုံစမ်းတုံးကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ပြမစင်ကြားနေတစ်ဆင့်ဆက်တွယ်ဝယ်ယူလို့ရပါတယ်ကျွန်တော်ဖုံးသက်ပြီးတော့လည်းမြင်မြန်လို့ရပါတယ်ဗျထောင်ထောင်းတဘာဝမြေရောသားအကြောင်းနေစိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်ရဲ့ထောင်ထောင်းစလိုင်းပေးကိုလည်းလိုက်အောင်ဖော်လို့လောက်ထားလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်